သူကအကောင်းဆုံးခွဲမယ်နော်ကဲဘာသာမအဆုံးအနေနဲ့ဂျူလိုင်လူဂျူလိုင်လူကောင်းတယ်လို့ထင်တဲ့လူတွေလက်ထောင်မယ်တကြည့်ဟောနော်ဟုတ်ပြီတယောက်တည်းပဲယူရမှာနော်တယောက်တည်းပဲယူရမှာနော်အကုန်လုံးညကိုယ်စိတ်ထဲမှာအကောင်းဆုံးလို့စဉ်းစားပါမယ်ကဲအဲ့ဆိုလို့ရှိရင်ဟုတ်ပြီပထမအကောင်းဆုံးကဘယ်သူလဲကြောင်းလားကဲကောင်းတယ်ကြောင်းကောင်းတယ်လို့ထင်တဲ့လူဟုတ်ပြီဒါတော့အမူအရာစတိုင်ရောအကုန်လုံးနော်ဟုတ်ပြီကြောင်းကြည့်ခမယ်ကြောင်းအမတ်တော့ရှိတယ်ကဲချလိုက်တော့ပြန်ချမယ်ကဲဆွမ်းရှင်မင်းမူရကောင်းတယ်ဟုတ်ပြီကဲအဲ့ဆိုလို့ရှိရင်ပထမကြောင်းဒုတိယဟုတ်ပြီဆွမ်းရှင်မင်းမရပါဆွမ်းစားနဲ့ဟုတ်ပြီဒါပြိုင်မဲ့ထင်မှာပါပါပြီတရားဟုတ်ပြီနော်ဒီလည်းမိုးကနည်းနည်းဝေးထားတယ်စက်ကြီးကျူးစားမယ်ဟုတ်ပြီကျေးဇူးတင်တဲ့အားလုံး